မင်္ဂလာပါဒေါက်တာဤပါရှင်ဆရာဝန်ဘဝအကြောင်းပြောပြနေရအပိုင်း2ရောက်တော့ပါပြီအပိုင်း2မှာဘာပြောပြချင်တယ်လဲဆိုတော့ဒေါက်တာတို့ဆရာဝန်ဘဝမှာကြုံခဲ့ရတဲ့ဟာတွေပေါ့နော်အဖြစ်အပျက်တွေတချို့ဟာတွေကထူးဆန်းနေလိမ့်မယ်ယူလို့မကြုံဘူးပေါ့နော်အဲ့လိုမျိုးဟာတွေဒေါက်တာတို့ကြီးကြုံခဲ့ပူပါတယ်အဲ့တော့စဉ်းစားကြည့်နော်ဒေါက်တာတို့ကဘယ်လိုမျိုးလဲဆိုတော့နော်ကြောက်တက်တဲ့သူကအရန်ကြောက်တက်တဲ့သူကကြတော့အဆင်မပြေဘူးဒီလားဆရာဝန်ဘဝမှာကြတော့ဗာလဲဆိုတော့เนาะတော့ကေလေတော့ကေသွားတဲ့သူတွေเนาะအဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ထိတွေ့ပြီးတော့စာတွေတင်နေရတာကွာဒီလားအဲ့လိုမျိုးရှိတယ်သိရမလားအဲ့လိုမျိုးနဲ့အမြဲတမ်းလို့စာတင်ရကြောက်တက်တဲ့သူတွေနောက်တချို့ဆိုသွေးတွေပါတယ်ဆိုကြောက်တယ်လေဆိုတော့အဲ့လိုမျိုးသွေးတွေပါတယ်လေကိုယ်တွေကြောက်လို့မရဘူးအဲ့လိုမျိုးပေါ့เนาะအဲ့တော့တချို့အနိဋ္ဌာယုံတွေပေါ့နော်တချို့လူတွေမမြင်ဘူးတဲ့အရာတွေဒါတော်တွေမြင်ဘူးတယ်ပေါ့နော်အဲ့အမျိုးတွေလောက်ဖူးတယ်ပေါ့နော်အဲ့တော့အဲ့လောက်ပဲပြပြမယ်နော်ဒါကြ TikTok ကနေဖြတ်လိုက်မှာဆိုလို့အဲ့တော့ရည်စရာဟာတာလေးကြောင်းသွားပဲနော်ပြောချင်တာသူတို့ရောင်တည်ရဲ့အဲ့တော့ရည်စရာဟာတာလေးပေါ့နော်ကျမပထမဆုံးပေါ့နော်ပထမဆုံးကဘယ်နှချိန်မြောက်လဲမသိဘူးစာမွဲကြတာလေလူနာစမ်းသက်တာမဟုတ်လူနာကို history သွားမိရပါတော့ယောဂရာဆိုရင်သွားမိရစာမွေးကြတဲ့အကြောင်းလေးပြပြမယ်ဒီလားအဲ့ဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီဝတ်ထဲမှာဟွာရှိရဲကွာလူနာတွေရှိတယ်အဲ့လူနာတွေကိုဒေါက်တာတို့ကသွားပြီးစာကြက်ပြီးတော့เนาะစာမွေးတော့ဖြေတာဘယ်လိုဖြေရတာလဲဆိုတော့အဲ့လူနာကိုသွားပြီးတော့ဗာယောဂဖြစ်တာလဲပေါ့နော်စမ်းတဲ့အဆင့်မပါသေးဘူးစမ်းတဲ့အဆင့်မပါသေးဘူး final part 1မှာတင်တယ်စမ်းတဲ့အဆင့်မပါသေးဘူးတွားပြီးမေးရအဲ့လူနာကိုတွားမေးရလူနာဘာဖြစ်တာလဲဘယ်လောက်ကြာပြီလဲပေါ့နော်အဲ့နာမည်ဘယ်လိုခေါ်လဲအဲ့လိုမျိုးလေးတွေပေါ့ဗာဆေးတောက်ဖူးလဲဆေးမတည့်တာရှိလားဘာယောဂဖြစ်ဖူးလဲအဲ့လိုမျိုးလေးမေးရတာပေါ့နော်မေးတဲ့ခါကျတော့အဲ့ကျွန်မစာမွဲဖြေရတာနော်စာမွဲဖြေတဲ့ခါကျတော့ကျွန်မအဲ့တော့ငါပေါ့ကွမ်းဆိုတော့ကိုကလည်းငယ်သေးရဲ့ဒီလား20ကျော်ပေါ့အသက်20ကျော်ရုံလေးပဲရှိသေးရဒါပေမဲ့အဖြစ်ချင်တော့เนาะအဲ့တော့လည်းကိုကဟိုပါလေအဲ့20ကျော်အပြိုလေးနောက်ပြီးအခါကျတော့လူနာကြတော့လေကိုသွားမေးရတယ်ကိုနဲ့မတိတ်မရိမ့်မဲ့အသက်20ကျော်လေးပဲတဲ့လားအဲ့တော့ကိုသွားမေးရတယ်အဲ့လူနာကြတော့လေဖြစ်ချင်တော့ကိုကလည်းစာတွေကလည်းကြက်ထားတော့စာကလေအမျိုးကောင်းထဲမှာကြံဖို့တော့ကိုမနေဘူးပေါ့နော်စဉ်းစားဆောင်းမွဲဆိုတဲ့အချိန်ကလည်းရှိနေတော့ကြောက်နေပေါ့နော်ငါဘလို့ဖြစ်မလဲအဆင်ပြေပါမလားပေါ့နော်တည်မလားဆောင်းမွဲဖြေမယ်လူနာကိုသွားမေးတာပေါ့တိလားကိုကသွားမေးရပါတော့ history သွားယူတယ်လို့ခေါ်တာပေါ့အဲ့ဒါ history သွားယူတော့လူနာကကြတော့ဘယ်လိုမျိုးလဲဆိုတော့ तू ကကြတော့ဟွာလေတိလားဥကြတာလေဥကြတာကွာအဲ့ဥကြတဲ့ဟာတည်ရနော်အဲ့တော့ဥကြတာကိုသွားမေးရတာသွားမေးလဲမေးရောနော်ဒါကလေအဲ့သူ့ကိုလေမေးရမှာလဲအားနာတည်ရမလားဟိုရှက်လဲရှက်တယ်ကြောက်လဲကြောက်တယ်အဲ့လိုမျိုးပေါ့နော်စာတွေကလည်းစဉ်းစားနေနောက်ပြီးအခါကျတော့ဟိုသူ့ဘလို့မေးရင်ကောင်းမလဲပေါ့တည်ရမလားဘာဖြစ်တာလဲပေါ့နော်ဘာဖြစ်တာလဲဆိုတော့ तू ကလည်းဘာပြောမှမသိဘူး तू ကလည်းကိုရှက်ကြောက်လဲကြောက်အဲ့လိုမျိုးပေါ့နော် तू ကလည်းကိုရှက်နေတေချာလဲပုံမှန်လည်းမပြောသိလားဘာဖြစ်တာလဲပေါ့ဘာဖြစ်တာလဲဆို तू ကအဲ့လိုမျိုးပေါ့နော်နည်းနည်းတော့ပြောတာပေါ့လေဟိုဖြစ်လို့ပေါ့နော်ဥကြတယ်ပေါ့အဲ့နဲ့တော့လည်းဘလို့မေးရင်ကောင်းမလဲပေါ့ तू ဖြေချင်အောင်လို့ဟိုဖြေရတာအဆင်ပြေအောင်လို့ပေါ့နော်ဘလို့မေးရင်ကောင်းမလဲပေါ့စဉ်းစားပြီးမေးတာသိလားဥကြတာပေါ့နော်ဘယ်လောက်ကြာပြီလဲပေါ့ဘယ်လောက်ကြီးလဲပေါ့သိရမလားအဲ့လိုမျိုးမေးရတော့ပေါ့နော်သိလားအဲ့လေဒီတော်တော်လေးရှက်လဲရှက်တယ်ပေါ့သိရမလားမျက်နှာကြီးလည်းရဲနေနောက်ဘာဆက်မေးလို့မေးရမှမသိဘူးသိရမလားခါကျစာတွေကအဲ့လိုမျိုးခေါင်းထဲကနေလုံးဝပျောက်သွားတာကွာသိရမလားဘယ်လောက်ကြီးလဲပေါ့သိရမလားအဲ့ဒါနဲ့ပတ်သက်ပြီးစာတွေတော့ကြက်ထားတယ်ဒါပေမဲ့ဘယ်ရောက်သွားလဲမသိဘူးသိလားလူနာမျက်နှာကိုလည်းကြည့်လူနာကလည်းကိုရှက်ကိုကလည်းရှက်သူ့ကိုမမေးနိုင်သိလားအဲ့လိုနဲ့အချိန်ကပြည့်တော့မှာပါသိလားအဲ့နဲ့သူ့ကိုအဲ့ဟာမေးရတယ်လေအဲ့လိုမျိုးအဲ့ဟာကအထွက်လာလားအထွက်လာပြီးတော့ပြန်ထည့်လို့ရလားအတွင်းထဲကိုပြန်ဝင်သွားလားအဲ့လိုမျိုးပေါ့နော်နာလားပေါ့တည်ရမလားအဲ့လိုမေးရတာပေါ့နော်အဲ့မှာကျမဟိုပါပေါ့နော်ပြောရရင်အဲ့မှာကျမမေးနဲ့ဘယ်လိုမှအဆင်မပြေဘူးအဆင်မပြေတော့အဲ့ဒါစောင်းမွေးကြတယ်ပေါ့နော်အဲ့မှာအဲ့ဒါလည်းအမှတ်တရပေါ့နော်ဟာတာပေါ့နော်အဲ့တော့နော်ဆရာဝန်ဘဝကအရန်ဖြစ်စင်တာဆိုပြီးတော့တကယ်တမ်းမှာဆရာဝန်ဘဝ
အခက်အခဲတွေတော့ရှိတာပဲအဲ့ဒါယူရိုမသိသေးလို့ပေါ့နော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့လေကလေးဆောင်မှာချိုင်းပေါ့နော်ကလေးလေးတွေသေးလေးပေါ့နော်ကလေးမွေးခင်းစားလေးတွေလည်းပါတယ်နည်းနည်းကြီးတာတွေလည်းပါတယ်အဲ့တော့ကလေးလေးတွေစေုံတက်ရတာကွာကလေးလေးတွေစေုံတက်ရတဲ့အခါကျတော့ကလေးတွေကသေးလေးမွေးခင်းစားလေး newborn လေးဆိုလက်ကလေးတွေသေးလေးအဲ့ဒါကိုဒီဟွာလေးပေါ့နော်အက်လေးထည့်ပြီးကန်ညူလာလေးထည့်တာပေါ့လေအက်မဟုတ်တကယ်တော့ပိုက်ပေါ့အထဲမှာလေအက်လေးနဲ့ဖောက်ရတာကိုကန်ညူလာလေးထည့်တဲ့အခါမှာလေအမျိုးလက်ကလေးချုပ်အဲ့ဒါအသေးလေးနဲ့ထည့်ပေါ့နော်ခတ်တယ်ကွာသိရမလားသူတို့ကလည်းငိုသိရမလားပြဲနဲ့အော်ငိုအဲ့တော့လေကလေးလေးတွေကလေပြဲနဲ့အော်ငိုသိရမလားအဲ့မှာမအေးတွေကလည်းစိတ်မကောင်းဖြစ်တာမအေးရစိတ်မကောင်းဖြစ်တော့ဟာအမဒီနားမှာခဏလေးဆောင်ပြီးအောင်တော့အဲ့လိုမျိုးပေါ့ဟိုအမေတွေကြည့်နေကိုတွေကလည်းလှုပ်ရတာလေးသိရမလားဟိုကြောက်နေပေါ့နော်တုံစိတ်ကလေးနည်းကြောက်တာပေါ့နော်စိုးထိတ်နေပေါ့အဲ့နဲ့မအေးကိုခဏဆောင်ပါဆိုပြီးတော့အဲ့ကလေးလေးကိုခေါ်ပြီးအဲ့ဒါလေးထိုးအဲ့လိုမျိုးပေါ့နော်အဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဒါတို့ခေတ်တုန်းကကြတော့ဒိုင်ဘာတွေဘာတွေကအဲ့လောက်ထိမရှိသေးဘူးလေဒါတို့ဟောက်စင်တော့မရှိသေးဘူးထင်တာပဲเนาะအဲ့တော့လေအဲ့မှာကိုယ်ကလေးလေးတွေအဲ့လိုလေးပိုက်ဟိုကန်ညူလာလေးထိုးတဲ့အခါမှာကွာအဲ့လိုကလေးတွေကငိုတယ်လေငိုပြီးအခါကျတော့ယောက်ျားလေးမိန်းကလေးတွေရကြရှူကဒီတိုင်းပဲပေါက်တာဟိုယောက်ျားလေးကြီးကြတော့အဲ့လိုမျိုးကလေးလေးတွေကသူကဟိုရှူကပန်းလိုက်တာလေးတည်မလားလန့်ပြီးတော့နာသွားတဲ့အခါကျတော့ငိုပြီးတော့လေရှူပန်းထလိုက်တာကွာအဲ့ဟိုကိုခါကျရင်ကိုရှောင်တက်ရတယ်ပေါ့နော်ရှောင်ရတာပေါ့ရှောင်တော့အဲ့လိုမျိုးပေါ့နော်ရှောင်ရတာပေါ့ရှောင်ပြီးအခါကျတော့အဲ့လေးထိုးမနေဘူးပေါ့နော်ထိုးပြီးအခါကျအဲ့တခါလေကြောက်လို့ရှိရင်အမျိုးရှူပန်းခံရတာပေါ့နော်တည်ရမရှောင်တယ်ရှူပန်းခံရတာပေါ့ကိုကမတိသေးရောတည်မှာတခါရှူပန်းခံနောက်တော့တိသွားတော့အနှီးလေးနဲ့အုပ်ထားလိုက်တာပေါ့နော်ရှူပန်းမခံရအောင်အဲ့လိုမျိုးလေပြီးတော့လေဒါတို့ဟိုစာရီလောက်ခဲ့ရတာလက်တွေ့လောက်ခဲ့ရတယ်လေပင်ပန်းတယ်နော်ပင်ပန်းတယ်ဆိုတာကလေတင်ယူရတာလည်းပါတာပေါ့နော်ပညာရအောင်လို့လည်းလုပ်ရတယ်နောက်ပြီးတော့ဒီဆရာဝန်အလုပ်ဆိုတာကလည်းနော်ယူရိုခါလေးစေုံနေမှာဆရာဝန်တွေဆရာမတွေတွေ့လိမ့်မယ်ဒါပေမဲ့သူတို့တွေလည်းသူတို့တိုင်းတာနဲ့သူတို့ပင်ပန်းတာပဲဘာလို့ဆိုတော့လူတစ်ယောက်ရဲ့ကျန်းမာရေးကိုခေါင်းထဲထည့်ထားရတယ်အဲ့နဲ့ပတ်သက်ပြီးတော့စဉ်းစားနေရတယ်ပြီးအများအားလေ့လာနေရတယ်ပေါ့နော်ဒါမျိုးတွေပေါ့နောက်ပြီးခါကျဒါတို့တော့ကလည်းညဘက်တွေပေါ့နော် night duty ဆင်းရတယ်လည်းရှိရပါညဘက်တွေ24နာရီဆင်းရတယ်အမျိုးလည်းရှိရပါအဲ့ဆိုဘာလို့လဲဆိုတော့ကျန်းမာရေးကိစ္စဆိုညဘက်တွေမှာလည်းဖြစ်တတ်တာပဲလေအဲ့တော့ညဘက်တွေမအိပ်ရဘူး duty ဆင်းရတဲ့ဟာတွေလည်းရှိတယ်အဲ့တော့တနေ့ကုန်မအိပ်ရတာလည်းရှိတယ်2ရက်လောက်စတိုင်းမအိပ်ရတာလည်းရှိတယ်အဲ့လိုဆိုတော့မအိပ်ရတဲ့ဟာတွေကတော်တော်လေးများတာပေါ့နော်အဲ့တော့လည်းအဲ့လိုတကယ်လို့လူနာပါတယ်ဆိုရင်တော့မှကိုကစိတ်ပူနေတာပေါ့နော်စိတ်ပူတတ်တဲ့သူဆိုလည်းတိတ်အဆင်မပြေကိုကအဲ့တော့စိတ်ကလည်းပူတတ်တယ်အဲ့ဆိုစိတ်တွေပဲပူနေတာပေါ့နော်ဟိုလူနာကအဆင်ပြေဘူးလားဒီလူနာအဆင်မပြေဘူးလားအဲ့လိုမျိုးပေါ့တခါလေကြတော့လေကိုရီးယားတာမန်လူတွေမကြုံဘူးတဲ့ဟာကြီးကြုံရတာပေါ့နော်တင်ယူချင်တာလည်းပါတာပေါ့ဟိုကလည်းလုံမယ်တရားလည်းလုံမယ်ပေါ့အဲ့တော့အတွေ့အကြုံရအောင်လို့ခေါင်းလုံမယ်ပေါ့အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ဒီလူနာပေါ့နော်ကို့အဖေရွယ်ပေါ့နော်ဦးလေးတယောက်တတိလစ်ပြီးဆေးရုံရောက်လာကွာတတိလစ်ပြီးဆေးရုံရောက်လာတော့ကိုကဘာလုပ်ပေးရလဲဆိုတော့စီးပိုက်ထည့်ပေးရတယ်စီးပိုက်ထည့်တဲ့အခါကျတော့လေလူနာကလည်းတတိရလည်းမရပါတော့ကိုစီသူကစီအပြည့်ဖြစ်နေတာကိုစီအိမ်ထဲမှာစီအပြည့်ဖြစ်နေတော့အဲ့တော့ဒီစီးပိုက်ထည့်တဲ့အခါမှာရှူတွေပန်းထွက်တာပေါ့နော်ရှူတွေပန်းထွက်တာပေါ့အဲ့လိုရှူပန်းခံရတာပေါ့နော်ရှူပန်းခံရတာအဲ့လိုမျိုးတွေလည်းကြုံရရပေါ့နော်ရိုးမွေးတဲ့လူနာတွေကိုတွားပြီးတော့ကြည့်ပေးတဲ့အခါမှာဒီလားအဲ့မှာလေပထမဆုံးပေါ့နော်ကိုရှိမှာစာတင်ပေးနေကိုရဲ့ဆရာသမားတွေကအဲ့ခါမှာရိုးမွေးရဲ့ခါမှာညက်ပေါ့ညီမလေးညက်ပေါ့ညက်တာပေါ့နော်ခဏနာအောင်တက်ရှူပြီးတော့ညက်အဲ့လိုမျိုးပေါ့နော်ညက်ဆိုပြီးတော့လုပ်တဲ့အခါမှာပေါ့နော်ကလေးကရိုးမွေးထွက်လာပေါ့နော်ရိုးမွေးထွက်လာရိုးတဘာဝအတိုင်းမွေးထွက်လာတဲ့အချိန်မှာကိုကအဲ့ကလေးအဲ့လိုမွေးထွက်လာတာကိုအဲ့ချိန်မှာပထမဆုံးမြင်မှုပါသလားကလေးအဲ့လိုမျိုးမွေးထွက်လာတဲ့အချိန်မှာလေဆိုပြီးအဲ့လိုလေအရန်လေလူကလေမိုက်ကနေမူးကျင်လို့ဖြစ်သွားသေးလားအဲ့လိုဒီသွေးတွေနဲ့ပေါ့နော်သွေးတွေနဲ့ကလေးအဲ့လိုမျိုးထွက်လာရအောင်မြင်မြဲခါကြလေလုံးဝလေ pressure ကြီးကျသွားပြီးတော့နှာခမ်းတွေဖြူဖြစ်မျက်နှာတွေဖြူဆုပ်ပြီးတော့လေအဲ့လိုမျိုးလေမူးလဲကျင်လို့ဖြစ်သွားသေးလားအဲ့မျိုး
အဲ့လိုမျိုးဖြစ်တာတော့သိလားအဲ့တော့နော်ဝါသနာ